ပြောင်းလဲခြင်းကိုရင်ဆိုင်လိုက်ပါဘဝမှာဘသူအပေါ်မှာမျောလင့်ချက်ကြီးထားပြီးပုံသေးတွေ့မထားပါနဲ့ကိုကြည်ညိုရတဲ့သူကိုလေးစားရတဲ့သူကိုတန်ဖိုးထားရတဲ့သူဖြစ်နေတဲ့အတွက်လေကိုထင်တယ်လို့မပြောင်းမလဲအမြဲတည်နေမှာတော့မဟုတ်နိုင်ဘူးလေပုထုဇဉ်တွေရဲ့စိတ်ဆိုတာအခြေအနေနဲ့အချိန်အခါကိုလိုက်ပြီးပြောင်းလဲနေတတ်တဲ့သဘောရှိတယ်တကယ်တော့ကိုအပါဝင်ပုထုဇဉ်တ attva တွေဟာတင်တာထက်ကိုပိုပြီးပြောင်းလဲတတ်တဲ့သဘောရှိတယ်အကြောင်းမပေါ်သေးလို့အကောင်းတွေပေါ်ပေးနိုင်ပေမဲ့အကြောင်းပေါ်လာတဲ့အခါမှာသူ့အခြေအနေနဲ့သူပြောင်းတော်လဲပြောင်းနိုင်တာပဲလေဒီသဘောကိုကိုကသိထားရင်ကိုထင်တယ်လို့ဖြစ်မလာခဲ့ရင်လည်းဖြည့်ဆည်းလို့ရတာပေါ့ကိုမျောလင့်တဲ့အတိုင်းမဟုတ်ဘူးဆိုလဲနားလည်မှုနဲ့ကိုစိတ်ခံစားချက်ကိုချွတ်ချလို့ရတာပေါ့ရုပ်တရက်ကြီးပြောင်းသွားတာကိုကရုပ်တရက်ကြီးအကြောင်းတရားရှိလာလို့နေမှာပေါ့အဓိကကတော့သူတို့ရဲ့အပြောင်းလဲချမ်းမှာကိုယ့်ဘက်ကဘလောင်မလဲမများဖို့ပါပဲကိုမျောလင့်တယ်လို့ဖြစ်မလာခဲ့ရင်လည်းဒီအခြေအနေကိုလက်ခံရမှာပေါ့ကိုမမျောလင့်ထားတာတွေဖြစ်လာခဲ့ရင်လည်းဒီအခြေအနေကိုလက်ခံရမှာပေါ့လိုက်ခံစားနေဖို့တော့မဟုတ်ဘူးလေပြောင်းလဲစရာအကြောင်းအခြေအနေရှိနေလို့ပြောင်းသွားတာလို့ပဲဖြည့်ဆည်းလိုက်ရမှာပေါ့ကိုယ်စိတ်ခံစားမှုတက်တာတော့ဖို့ကအဓိကပါပဲပြောင်းလဲတာကသူခံစားရတာကကိုယ်ဆိုရင်ကိုယ်ခံစားချက်တက်တာအောင်လဲကိုယ်ပဲပြုပြင်ရမှာမဟုတ်လားအခြေအနေနဲ့အချိန်ခါပြီးတတ္တဝါတွေကိုပြောင်းလဲစေတတ်တယ်ဆိုတာတော့မိမထားနဲ့ပေါ့သိကြတာကတော့အရာအလုံးဟာအမြဲတမ်းပြောင်းလဲနေတဲ့သဘောရှိပါတယ်ပြောင်းလဲခြင်းကိုရင်ဆိုင်လိုက်ပါ